Hi 皆さんこんにちはဒီနေ့မှာတော့စကားပြော၃ခုကိုဒီဗီဒီယိုလေးမှာအတူလေ့လာကြမယ်ပေါ့နော်နံပါတ်1ကတော့私と比べないでくださいあなたと私は天と地の差天と地の差ဖြစ်ပါတယ်天と地の差ဆိုမိုးနဲ့မြေပဲအပြတ်အသက်ပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နံပါတ်2ကကြတော့ရန်ကိုပေါ်မှာဟိုရင်းရင်းဆိုင်ဆိုင်လာဆက်ဆံတာမျိုးရင်းရင်းဆိုင်ဆိုင်ကြီးပြုတ်မှုနေတဲ့အချိန်ကြာလို့ရှင်ကွာあなたのお母さんの顔見たいわとかပြောလို့ရပါတယ်မင်းမေဆုံးမအောင်လားမင်းမေရုပ်ကောင်ကကြည့်ချင်လိုက်တာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟဲ့နံပါတ်3ကကြတော့ဆက်ဆောင်မှုကတော့အပြည့်ပဲဟဲ့ဆိုတဲ့ဥစ္စာပေါ့နော်魅力的ですね魅力的ですねဆိုလို့ရှိရင်တော့ဆက်ဆောင်မှုကတော့အပြည့်ပဲနော်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်その女は魅力的ですလို့ပြောလိုက်ရှင်တော့ဒီမိန်းကလေးကတော့ဆက်ဆောင်မှုရှိရနော်ဆက်ဆောင်မှုပြည့်ရှိရနော်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ありがとうございます